ကကျွန်တော်တို့ပြည်သူတွေအရန်ဖြစ်စေခြင်းနဲ့အရွေ့အပြောင်းတစ်ခုကိုဖြစ်လာတော့တို့ NUG ရဲ့ယာရီတမနာကြီးတို့ကလက်ရှိလကပြောကြလိုက်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့တိုင်းနာခေါင်းဆောင်တွေပုံမပါဝင်တဲ့အစိုးရအင်အားတရက်အဖြစ် NUG ကိုအစားထိုးနိုင်ဖို့စူးစမ်းနေတယ်ဆိုတဲ့တတိမဖြစ်တယ်ပြောချင်တာကတော့ NUG အစားတနိုင်ငံလုံးမှာရှိတဲ့တိုင်းနာခေါင်းဆောင်တွေပုံမပါဝင်လာနိုင်တဲ့အစိုးရတရက်နဲ့အစားထိုးဖို့လှုပ်ဆောင်နေတယ်ဆိုတဲ့တဲ့အရန်ကြိုက်တဲ့ဟာကျွန်တော်တို့ဖြစ်စေချင်တာအဲ့ဒါပဲဒီတိုင်းဒီမှာဘယ်သူမှငါဘာကောင်ကြီးပါတက်ပြီးလူပါဝခွင့်မရတဲ့စနစ်ကိုကျွန်တော်တို့လိုချင်တာအဲ့ဒါလို့ဖြစ်လာဖို့အတွက်အင်အားပေါင်းစုံပါဝင်ဖို့လိုအပ်တယ်လူမျိုးပေါင်းစုံကိုကိုစားပြုတဲ့ခေါင်းဆောင်တွေပါဝင်ဖို့လိုအပ်တယ်နော်အားလုံးကဒန်းလူပဲဘာလူမျိုးဘာဖြစ်နိုင်မယ်ဆိုရင်လေကျွန်တော်ဒီတော်လိုင်းအလွန်ကာလမှာနိုင်ငံသားစီစီရေးမှတ်ပုံတွေကတ်မှာအနောက်ကထည့်ထားတဲ့လူမျိုးကိုအစားကျွန်တော်တို့မထည့်ခိုင်းချင်တော့ဘာဖြစ်လို့လဲအဲ့ဒီလူမျိုးဇွဲတွေကြောင့်ကျွန်တော်တို့တွေကတယောက်နဲ့တယောက်ခွဲခြားနေကြတာအမှန်တကယ်ဆိုကျွန်တော်ဆိုထိုင်းနိုင်ငံမလာခင်တော့ကိုယ့်ကိုဘာလူမျိုးလဲဆိုတာကိုအာယုံထဲမှာမရှိဘူးထိုင်းတက်လာတယ်ညွာပြည်ကပြောကိုလူမျိုးကိုတဘောထားတယ်ဟောအဲ့ဒီမှာဘာတွေ့ရလဲဆိုတော့တပြည့်ပြည့်နဲ့လူမျိုးခွဲခြားမှုတွေတွေ့ရတယ်ဟာအရန်ကျွန်တော်စိတ်မကောင်းဖြစ်တယ်အရန်အံ့ဩတယ်ကိုနိုင်ငံသားအချင်းကိုကတော့မြန်မာနိုင်ငံသားတို့ကိုလူမျိုးလိုပဲတဘောထားတယ်သူကချင်ကရမုံမြန်မာရခိုင်ချမ်းဆိုတာကပြည်တွင်းမှာတတ်မှတ်ချက်တစ်ခုလောက်ပေါ့ဒါနိုင်ငံသားဆိုရင်ထိုင်းနိုင်ငံသားမြန်မာနိုင်ငံသားထိုင်းဆိုတာသူများနိုင်ငံသားဟုတ်တယ်နော်လာအိုဆိုသူများနိုင်ငံသားကမ္ဘောဒီးယားဆိုသူများနိုင်ငံသားတွေ့လူတွေမှာမြန်မာနိုင်ငံသားအတာကိုလူမျိုးကိုကအဲ့ဒီပုံစံမျိုးအဲ့ဒီခံစားချက်မျိုးခံစားတယ်ဒါပေမဲ့တချို့တွေကြတော့လူမျိုးရေးခွဲခြားတယ်အဲ့ဒါဘာကြောင့်လဲအဲ့ဒါလို့ခွဲခြားထားတဲ့အကျိုးတရားမှုပဲဒီလိုဖြစ်အောင်လို့လဲစစ်ကောင်းဆောင်တွေကတမင်တက်လုပ်ခဲ့တာနော်အထင်ခွဲခြားနေအောင်ညီညွတ်မှုမရှိရင်အပေါ်ကနေသူတို့လှုပ်ချင်တယ်လှုပ်လို့ရတယ်ဒီဟာတွေအားလုံးညီညွတ်သွားရင်သူတို့လှုပ်ချင်လှုပ်လို့မရဘူးလေအဲ့တော့အခုအားလုံးညီညွတ်မဲ့လမ်းကြောင်းဆိုတာအခုလိုတိုင်းသားအင်အားစုတွေအားလုံးပါဝင်လာနိုင်မဲ့အစိုးရတရက်ကိုတော့ကျွန်တော်တို့အရန်မျှော်လင့်နေဖြစ်လဲဖြစ်လာစေချင်တယ်နော်လက်ရှိအင်အားစုတွေမှာအများကြီးပဲတိုင်းသားကောင်းဆောင်တွေထဲမှာလည်းတက်တိတဲ့လူတွေရှိတယ်လို့ကျွန်တော်အခုဆိုပြည်ပရောက်နေတယ်ကရင်ပညာတတ်တွေမွန်ပညာတတ်တွေရခိုင်ပညာတတ်တွေဗမာပညာတတ်တွေအများကြီးရှိတယ်နော်ဒီနိုင်ငံရေးကိုဖိရင်ဖိလုံနိုင်မဲ့စွမ်းအားတွေအများကြီးရှိတယ်ခုနကပြောလက်ရှိတိုင်းသားဒေသတွေမှာဥဆောင်ဥရပြုတ်နေတဲ့ခေါင်းဆောင်ပိုင်းတွေရဲ့ဒီပေါက်ရောက်နေတဲ့ဒီတိုင်းသားတွေတဲကတတိပညာရှင်တွေရဲ့ပြည်တွင်းမှာရှိတဲ့ပညာရှင်တွေရဲ့ကျွန်တော်တို့ဥဆောင်ပြီးတော့အားလုံးတစုတစည်းတည်းဖြစ်ပေါ်လာနိုင်တဲ့အခင်းကျင်းကိုပေါ်လာပြီးဆိုတဲ့နေ့ကျွန်တော်တို့တိုင်းပြည်စစ်ကြုံအောက်ကလွတ်တဲ့နေပဲနော်ဒါပေမဲ့တခုတော့ရှိတယ်ဗျတိုင်းသားခေါင်းဆောင်တွေဆိုတိုင်းကျွန်တော်တို့အားလုံးကဘာဖြစ်လဲကိုလူမျိုးလွတ်မြောက်ရေးအတွက်လုပ်နေတာမဟုတ်ဘူးကိုကျိုးစီးပွားအတွက်လုပ်နေတဲ့လူတွေလည်းရှိတဲ့အတွက်အခုလိုစုစည်းတဲ့နေရာမှာခက်ခဲနေတာဒါရှိနေလေအခုလက်နက်ကင်ထားတဲ့တိုင်းသားနာမည်ကိုအတုံးပြုထားပြီးတော့ဟုတ်တယ်မတိုင်းသားဆိုတာဒီနေရာမှာတခုရှိနော်ဗမာလည်းတိုင်းသားပဲနော်တချို့တလေကတိုင်းသားလို့ပြောလိုက်ရင်ဗမာကတက်တိုင်းသားတက်လို့ထင်တယ်မဟုတ်ဘူးနော်ကျွန်တော်တို့နိုင်ငံမှာပါတယ်တိုင်းသားပေါင်းစုံနေကြတာအဲ့ထဲမှာဗမာလဲတိုင်းသားမွန်လဲတိုင်းသားကချင်လဲတိုင်းသားရခိုင်လဲတိုင်းသားချင်းလဲတိုင်းသားစသဖြင့်ဒါအားလုံးတိုင်းသားတွေဒါပေမဲ့အဲ့ဒီတိုင်းသားတွေနာမည်ကိုအတုံးပြုပြီးဥပမာဗမာလူမျိုးတို့ကရင်လူမျိုးတို့မွန်လူမျိုးတို့စသဖြင့်လွတ်မြောက်ရေးအတွက်ရခိုင်လူမျိုးတို့ချင်းလူမျိုးတို့အများကြီးပေါ့ဗျာလွတ်မြောက်ရေးအတွက်လက်နက်ကင်အဖွဲ့တွေထောင်ထားကြတယ်ဒီနေ့ကာလမှာနော်သူတို့လက်နက်ကင်ထောင်တော့ဘယ်လိုပြောပြီးထောင်လူမျိုးစုလွတ်မြောက်ရေးလူမျိုးလွတ်မြောက်ရေးအတွက်ဟုတ်ပြီပေါ့တချို့တည်းကြဘာလုပ်လဲဒီမှာစီးပွားရေးနောက်လိုက်ပြီးလက်နက်ကြီးကိုင်ပြီးတော့ရှက်စရာကြီးရှက်စရာကြီးအဲ့ဒီလက်နက်ကင်ပြီးစီးပွားရှားနေတာလောက်အောက်တန်းကျတဲ့လက်နက်ကင်မရှိတော့ဘူးလောကမှာဒါကြောင့်မို့လို့ဒီကာလမှာအခုဥဆောင်စည်းရုံးနေတဲ့ NUG အနေနဲ့ကောအခြားခေါင်းဆောင်တွေအနေနဲ့ကောကျွန်တော်တို့ပြည်သူကိုတော့ပြက်ပြက်သားသားချပြပါနော်ဘလို့မူဘလို့ပေါင်နေနဲ့ကျွန်တော်တို့ဖိတ်ခေါ်တယ်ဘယ်အဖွဲ့တွေကတော့အတက်တရောပါဝင်ဆွေးနွေးပြီးတော့ရှစ်ဆက်ကြမဲ့ဟာကိုအားဖြည့်တယ်ပါဝင်တယ်ဘယ်အဖွဲ့တွေကတော့ဘယ်လိုပုံစံမျိုးကလန်ပြီးတော့မပါဝင်ဘူးဒါကိုလည်းပြည်သူကိုချပြတယ်ဒါကျွန်တော်ပုံမှန်လင်းပြောဘာဖြစ်လို့လဲကျွန်တော်တို့တိုင်းပြည်ကတချို့တော့လူတွေရဲ့စောက်ကြည့်ကိုတီးလို့နော်လက်နက်ကင်ပြီးတော့စီးပွားရှားနေတဲ့အောက်တန်းစားတွေထဲမှာစစ်ကောင်းဆောင်တွေပဲမဟုတ်ဘူးတချို့တော့အဖွဲ့တွေအများကြီးပါတယ်အဲ့တော့ဒီကာလမှာအဲ့ဒီတချို့တော့အဖွဲ့တွေတော်လိုင်းအောင်မြင်သွားမှသေအောင်ကြောက်နေတယ်
ဒါကြောင့်မလို့ဖြတ်မြင်းနေဖြတ်နေကြတာကျွန်တော်တို့ဒီပြည်သူဟာလေ2021ຫນွေဦးခင်းချင်းမှာပြည်သူဟာစစ်တပ်တစ်ခုတည်းကိုတော်လှန်ကြာပြီးနိုင်သွားတာနော်ကျွန်တော်တို့တော်လှန်နေရတဲ့တဲမှာမမြင်ရတဲ့အရာတွေပြောလို့မရတဲ့အရာတွေအများကြီးရှိနေအဲ့တော့ NUG အနေနဲ့ပြတ်သားပါအောက်ကြခံစရာမလိုဘူးဒီနေရာမှာကျွန်တော်တခုပြောချင်တယ်ဘယ်တိုင်းသားမင်းတို့တွေရတဲ့တိုင်းသားတွေကိုဖားနေရတာဘသူကဘသူကိုဖားတာဘာဖားစေဘာအကြောင်းနဲ့ဖားဖို့လဲပြောစမ်းမအောင်ဟမ်ပြောအခုတော်လိုင်းမှာတိုက်နေတယ်ကျွန်တော်ဆိုရင်ဒါအားပေးတယ်မှာဒီတောင်ပိုင်းတိုင်းမှာဆို KNU ရှိတယ်ဟိုကချင်ဘက်မှာဆို KNA အနောက်ဘက်မှာဆိုရခိုင်အေးနော်ကျွန်တော်တို့အားပေးတာဖားပြီးအားပေးတာမဟုတ်ဘူးနော်ဖားစေရတဲ့ဘာအကြောင်းမှမရှိဘူးရှင်းချင်းလေးအားလုံးလွတ်မြောက်ရေးအတွက်သူတို့လည်းလွတ်မြောက်ရေးကိုယ်လည်းလွတ်မြောက်ရေးအတွက်လုပ်နေကြတယ်ဒါပေမဲ့တန်ဖိုးထားတာလေးစားတာဘာဖြစ်လို့လဲတော်လန်ရေးကိုတော်လန်ရေးတူအောင်လုပ်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့တော်လန်ရေးကတော်လန်ရေးမှာပါဝင်တဲ့ပြည်သူတွေအနေနဲ့တန်ဖိုးထားတယ်လေးစားတယ်အဲ့ဒီအဆင့်ထိပဲဖားစရာဘာအကြောင်းမှမရှိဘူးဖားအောင်ကျွန်တော်တို့အခွင့်အရေးအတွက်ပဲလုပ်နေတာလားအဲ့ဒီလူတွေအခွင့်အရေးတော့ကမပါဘူးလားအဲ့ဒီလူတွေလွတ်မြောက်ရေးတော့ကမပါဘူးလားတနိုင်ငံလုံးအားလုံးလွတ်မြောက်ရေးအတွက်လုပ်နေတာဘဒုကဖားစရာအကြောင်းရှိတယ်ဒါတွေကတွေးခွဲစကားတွေမှိုင်းတိုက်တဲ့စကားတွေနော်အဲ့တော့ကျွန်တော်တို့ဒီကာလဒီတက်လုံးလွတ်မြောက်ရေးဆိုပြီးတော့လက်နက်ကင်ပြီးတော့ပြည်တွင်းစစ်ကြီးနှစ်ပေါင်း60ဆင်နွှဲလာခဲ့ကြပြီနော်ဒီနေ့2021ຫນွေဦးတော်လှန်ရေးအခင်းချင်းကနေအခု2025ထဲရောက်နေပြီဒီနေ့ချိန်ထိပြည်သူတွေဟာလုံးဝအားမလျှော့တာခင်ဗျားတို့အားလုံးအထိပဲအဲ့တော့ဒီလိုကာလမျိုးမှာတိုက်ရင်နိုင်တယ်ဆိုတာလူတိုင်းသိတယ်နော်အဲ့ဒီကာလမှာတိုက်ရင်နိုင်ရင်လူတိုင်းသိတယ်နိုင်အောင်လဲတိုက်တဲ့အဖွဲ့တွေတိုက်နေတယ်ဒါပေမဲ့တချို့တော့အဖွဲ့တွေခေါင်းစဉ်အမျိုးမျိုးစင်ကြင်အမျိုးမျိုးအောက်မှာမတိုက်ဘဲနဲ့လက်နက်ကြီးတွေကာရင်ပြီးတော့ဟိုဘက်လည်းမဟုတ်ဒီဘက်လည်းမဟုတ်နေကြတဲ့အရာတွေဒါတွေကလုံးဝအဆင်မပြေဘူးဗျရန်သူဖြစ်တဲ့အာဏာရှင်ဘက်ကပေါင်းမလားအခု BG ရဲ့လိုမျိုးပေါင်းလိုက်ငါရန်သူဘက်ကရက်တည်တယ်ပြက်တာတိတ်ခါရှိပဲနော်ရှင်းရှင်းလေးပဲအဲ့ဒါမှမဟုတ်ရင်တော်လှန်ပြည်သူဘက်ကရက်တည်တယ်ဒါလိုဖြစ်ကြမယ်ဟိုလိုဒီကာလာကြီးမှာနိုင်ငံရေးကစားကွက်လိုစစ်ရေးကစားကွက်လိုပုံဖော်ဖို့စိတ်မကူးကြပါနဲ့ခင်ဗျားတို့နှစ်ပေါင်း60တွေ့ကြုံလာခဲ့တဲ့အတွေ့အကြုံတွေထဲမှာမကောင်းတဲ့ညင်တွေကိုထားပစ်ခဲ့ပါတော့စနစ်မှာကျွန်တော်တို့လူငယ်တွေနဲ့အတူတူဒီတိုင်းပြည်ရဲ့အရွှေ့အပြောင်းကိုအားလုံးပါဝင်စေချင်တယ်ဒါကြောင့်မလို့ NUG အနေနဲ့ဒီ NUG အပါအဝင်ပေါ့လက်ရှိအင်အားစုအားလုံးပါဝင်လာနိုင်မဲ့အခင်းချင်းကိုစီးရုံးနေတဲ့လူပုဂ္ဂိုလ်တွေခေါင်းဆောင်တွေအနေနဲ့ခင်ဗျားတို့တွေပြတ်သားဖို့လိုတယ်ကိုယ့်ဘက်ကလည်းဘယ်လိုပုံစံစီးရုံးမယ်တစ်ဖက်ကယုံကြည်မှုရှိအောင်လည်းကိုယ့်ဘက်ကတိဆောက်ထားဖို့လိုအပ်တယ်ဟုတ်တယ်လေယုံကြည်မှုရှိအောင်တိဆောက်ထားဖို့လိုအပ်တယ်ပြီးလို့ရှိရင်ဘယ်လိုပုံစံနဲ့ဖိတ်ခေါ်တယ်ဘယ်လိုပုံစံနဲ့ဆွေးနွေးတယ်ဒါကိုဘယ်အဖွဲ့တွေကတော့အားတက်တရောပါဝင်နဲ့လှုပ်ဆောင်ကြတယ်ဘယ်အဖွဲ့တွေကတော့စင်ကြယ်အမျိုးမျိုးအောက်မှာအခုချိန်ထိမပါဝင်ဘူးဆိုတာကိုပါပြည်သူကိုထုတ်ပြဖို့တော့လိုအပ်တယ်ဗျနော်ဘာလို့ဆိုတော့ကျွန်တော်ဆိုရင်ဒါဘယ်လိုပြောမလဲဒီတော်လှန်ရေးမှာတကယ်ခေါင်းဆောင်ပိုင်းမှာပါဝင်တာမဟုတ်ဘူးဗျကျွန်တော်နောက်လိုက်အစ်စ်မရှိနော်အဲ့တော့နောက်လိုက်အစ်စ်ရှိတဲ့ကျွန်တော်တို့တောင်မှတချို့တလေသိထားတဲ့အရာတွေကိုအံကျိတ်ပြီးနေရတာတွေအများကြီးရှိတယ်နော်ပြည်သူတွေကိုအကုန်ပြောပြခြင်းတယ်ဘယ်အဖွဲ့အစည်းတွေဘယ်လိုစောင့်ကြည့်ရုပ်တယ်ဆိုတာကိုဒါပေမဲ့မပူနဲ့ဒါတွေအားလုံးကတမိုင်းတွေမပြောက်သွားဘူးနော်အဲ့ဒါကြောင့်မလို့စောင့်ကြည့်မကောင်းတဲ့အဖွဲ့အစည်းကိုတော့ပြည်သူအားလုံးကိုချပြတင်တယ်ဘယ်သူကဘယ်သူကိုမှအောက်တက်ခံစရာအကြောင်းမရှိဘူးအားလုံးလွတ်မြောက်ရေးအတွက်ဒန်းတို့ညီမျှတွားနေတာလာ level ပဲမင်းနဲ့ငါပခုံးချင်းရှင်ဖက်ပြီးတွားမှာနော်မင်းနဲ့ငါတပည့်မဟုတ်တော့ငါလည်းမင်းတပည့်မဟုတ်ဘူးအဲ့ဒါကျွန်တော်တော်လှန်ရေးပဲတမနာကြီးကစပြီးတော့အောက်ထစ်ရဲဘော်လေးအထိအားလုံးဟာခံယူချက်ယုံကြည်ချက်တွေနဲ့အလုံးလုံးနေကြတာငါကယာဒူးနေရဆိုတဲ့မတ်မောမှုတွေပါလိုက်တော်လိုင်းသားကိုမကတ်နဲ့တွားပေါင်းစစ်တပ်နဲ့နော်ခင်ဗျားတို့စစ်တပ်နဲ့တွားပေါင်းအမှနေရာတွေလောက်ပိုင်ခွင့်တွေဂိတ်တွေယာဒူးတွေအကုန်ပေးနိုင်မယ်နော်တွားပေါင်းဒါပေမဲ့တော်လိုင်းရေးပတ်မှလာပြီးဟဲ့ဆိုရင်တော့ဘာပေးဆက်နိုင်ရမလဲဆိုတာတခုပဲရှိတယ်အဲ့ဒါလုံနိုင်ရင်လာမလုံနိုင်မလာကြနဲ့ရှင်းရှင်းလေးပဲအဲ့တော့အခုကျွန်တော်တို့ပြည်သူတွေအများစုစောင့်မျှော်နေကြတဲ့သတင်းလေးကိုဖတ်ပြပါမယ်ဒိုင်းလန်ခေါင်းဆောင်များပုံမပါဝင်တော့အတွင်ကူးပြောင်းရေးကာလအစိုးရဖြင့်မြို့တိုင်းညီညွတ်ရေး NUG ကိုအစားထိုးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောဆိုလိုက်NUG ပြန်ကြားရေးဖြစ်တော့
PVTV သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းတွင်ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကထပ်မံတိုင်းပြောဆိုလာခြင်းဖြစ်သည် NUG